ကာတွန်းမင်းစော်ဤဘူဘူပါဝင်သောတရိษံတရားလုံးဟာဣဒီမင်းလက်ထရပါလေငါ့ကိုလည်းကြွေးပါအောင်ဟဲ့တရားလုံးလေငါစားပြမယ်ကြည့်နေဟင်ဣဒီကနေချက်ချင်းပြောင်းဖြစ်သွားပြီဟဲ့အောင်ဣဒီပြန်ပြန်လို့တော်ကြောင်ဟောပစ္စည်းတွေမထွင်မိနိုင်ဖြစ်နေဦးမယ်ဟာဣဒီပြန်ဖြစ်သွားပြီတော်ပါသေးရဲ့တွေ့ပြီလားမြောက်ပုံတရားလုံးကိုစားရင်မြောက်ဖြစ်သွားမယ်မွေပုံတရားလုံးကိုစားရင်မွေပုံဖြစ်မယ်ဒါပေမဲ့စေးစွမ်းကခဏပဲခံတယ်စေးစွမ်းပြင်တော့မူလပုံစံပြန်ဖြစ်သွားရောကွာဒါမျိုးတော့ကြိုက်သွားပြီငါလည်းစားကြည့်ရမယ်ဒါနဲ့ဘာပုံစားရင်ကောင်းမလဲဟာတို့အိမ်မှာကြောင်မရှိလို့ကြွက်တွေတောင်းညံ့နေတာပဲကဲကြောင်ပုံတရားလုံးစားကြည့်ရအောင်မယ်ငါကြောင်ပုံလုပ်ပြီးလိုက်ချောက်လိုက်တာကြက်တွေကအရင်ကနေထွက်ပြေးသွားကြပြီကွာဟင်ငါတို့ခြံတောင်တရက်ပင်ရတရက်သီးတွေကိုဖြိုးလို့လာခိုးကူးနေပါလားဒီကောင်တွေကိုပညာပေးကိုခွေးပုံတရားလုံးရှိတာဤဒီဒီမှာရော့ဟာခွေးခြံထဲကနေခွေးထွက်လာပြီဟဲ့အောင်နေပြေးအမလေးဘိုးတို့အိမ်မှာဘယ်တော့ကနေခွေးမွေးထားလိုက်တာလည်းမသိဘူးကံကောင်းလို့သာအကိုက်မခံရတော့တယ်ဟေးဘိုးဟာခြံဝမှာမိနေပါလားစက်ပုံစံလုပ်ပြီးနောက်ရမယ်ခြံထဲမှာကြက်တူရေးလေးတော့ဘိုးမွေးထားတာထင်တယ်ချစ်စရာလေးတော့ရွှေလေးစကားကြပြောကြည့်ပါဦးအမလေးတော့ကြည်ဘိုးဆိုးကငါ့ပုံလုပ်ထားတာ哦မဟုတ်ကလုပ်တဲ့ဘိုးဆိုးလာခဲ့ပြီတော့ရေအောင်နောက်တာပါမိကြီးရဲ့ဖတ်တီးတို့ခြံထားတော့ရောက်လာပါလားဟာဟဲ့ကောင်ငါခြံရှိလာပြီဘာအကြံဖန်လုပ်မလို့လဲကွာအမေမင်းတို့တခိုးချဖို့မြန်မှတ်နေလို့လားဘာကွာဘူငါ့ကိုတခိုးလို့ပြောတဲ့ကောင်တေးပြီရောအမလေးလုံးကြပါဦးဖတ်တီးလိုက်ထိုးနေပြီဗျဘူဒီနာလေးတွေဘယ်ပျောက်သွားတာတော့ဟာကြာကြီးအမလေးဗျာဘယ်ကကြာကြီးထွက်လာတာလဲကဲတော်မူကြပါအောင်ဗျို့ကြာအောင်တရားလုံးစားပြီးဖတ်တီးကိုချောက်လိုက်တာတန်းနေအောင်ပြီးသွားတယ်အိမ်မှာစားလို့စရာရှိသေးတာပဲတော့ကြမမေ့စုံမယ်အိမ်ပြန်တော့မှဟာဟိုမှာယုံကြည်လေးတကောင်မလားလှလိုက်တာအတော်ပဲငါအိမ်မှာမွေးကျင်နေတာပိုင်ရှင်မရှိဘူးထင်တယ်အိမ်ကိုခေါ်သွားမှာအမလီလဲရခွေးဝဲသားကြီးပါလားဘယ်လိုပြစ်တာလဲသွားတယ်အမေငါကြားခဲ့တဲ့ရုံပုံတရားလုံးကိုခွေးဝဲသားစားမိပြီရုံပုံဖြစ်နေတာကွာထွီယုံလိုက်တာနန်စောနေရပဲဟဲ့ခွေးငါတော့မကက်နဲ့သွားတယ်အမလီကြကြပါခွေးရသူ့ကိုကန်လိုက်လို့လိုက်ကြိုက်နေပြီငါတရားလုံးတွေလည်းကြက်ကြက်ခဲ့ပြီသွားပါပြီဗျ